ချစ်တဲ့သူနဲ့ခွဲချင်ပါမလဲဘယ်သူများချစ်ရသူနဲ့ဝေးနေချင်မလဲအချင်းကြီးရတို့တယောက်ကနာတာခွဲခွာရလဲကိုချစ်တွေမင်းနဲ့ရှိနေမယ်ကိုလည်းပဲရှိချင်တာပေါ့မင်းရဲ့ဘေးမြဲဒါပေမဲ့တူရှိရဲ့အတွက်ကြိုးစားရမယ်မင်းလေးကိုပြည့်ပြည့်စုံစုံထားနိုင်ဖို့အတွက်ကိုလုံးတွေကြိုးစားရအောင်မယ်မင်းလေးနဲ့ဝေးနေချိန်မှာကိုလေးတကယ်စိတ်မချလို့ပါအချိန်